ဆိုတော့ကျွန်တော်အစီအစဉ်ရဆက်လက်ပြီးတော့ရိုးရာအကအဖြစ်ဖြိုးဖြေးတင်ဆက်ကပြပေးမယ်သာရုံအဖွဲ့မှညီကိုမောင်မများကိုချစ်ခင်စွာဖြင့်စင်မြင့်ထက်ကနေဖိတ်ခေါ်ပါရစေခင်ဗျာKansil